မင်္ဂလာပါရှင်လမ်းဝေးတီချယ်နယ် channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တီချာကအမှတ်မှာတက်တဲ့စကားလုံးများအပိုင်းတစ်အနေနဲ့ပြပြသွားမှာဖြစ်ပါတယ်ဒါကအခုတောက်သမီးတို့ကိုစကားလုံးလေးတစ်လုံးကိုဖော်ပြထားပါတယ်သူ့ကိုဘယ်လိုတန်ထွက်မလဲတဝေထိုလာရပိရေးချာကတဲ့ဟုတ်ပါတယ်တဝေထိုလာရပိရေးချာကတဲ့လျှောက်လို့တန်ထွက်ရပါတယ်တဝေထိုလာရပိရေးချာကတဲ့လျှောက်ပါဟုတ်ပြီတောက်သမီးတို့ရေဒါဆိုရင်နောက်တစ်လုံးရဲ့အတန်ထွက်လေးကိုစဉ်းစားကြည့်ရအောင်တဝေထိုလာရပင်ဟထူရေးချကတဲ့ရှောက်ပါဟုတ်ပါတယ်တဝေထိုလာရပင်ဟထူရေးချကတဲ့ရှောက်ဒါဆိုရင်ဒီနေ့ဒီချက်ကအမှတ်မှာတက်တဲ့စကားလုံးများပိုင်းမှာဆိုရင်တော့လျှောက်နဲ့ရှောက်ရဲ့အပိုင်းလေးတွေကိုပြပြသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အရင်ဆုံးအနေနဲ့တောက်သမီးတို့ကတဝေထိုလာရပင်ရေးချကတဲ့လျှောက်လို့တန်ထွက်ပြီးတော့မှတဝေထိုလာရပင်ဟထူရေးချကတဲ့ဆိုရင်တော့ရှောက်လို့တန်ထွက်တယ်ဆိုတာကိုတိတိကျကျလေးသိဖို့လိုပါတယ်ဒါဆိုရင်ဒီကျတို့စုတ်ထားတဲ့မြန်မာစာမှာဆိုရင်ပါဝင်တဲ့လျှောက်နဲ့ရှောက်အကြောင်းကိုလေ့လာကြည့်ရအောင်စုတ်ထားတဲ့မြန်မာစာမှာစေတနာပုံမြန်မာဆိုရင်တော့ထို့သို့အဖို့ကရှောက်လေတော့အိရှိမင်းသားသည်များစွာသဘောကျသဖြင့်ဒီမှာဆိုရင်တော့ရှောက်တဝေထိုလာရပင်ရေးချကတဲ့ရှောက်ဆိုတဲ့အသုံးနှုန်းလေးကိုသုံးထားပါတယ်နောက်တစ်ခုအနေနဲ့ကတော့အဖို့ကငါစေတနာအလျောက်စိုက်ပျိုးသောပင်ကလေးများသည်ယခုလက်ငင်းပင်ပရံများသည်တီးလေပြီဟုဝမ်းမြောက်ဝမ်းသာကျူးရင်လေ၏ဒီစာပိုက်လေးမှာဆိုရင်တော့အလျောက်လျှောက်ကိုမှအားနဲ့တွဲထားတဲ့အတွက်အလျောက်လို့အတန်ထွက်ရပါတယ်အဲဆိုဒီzero စုပ်ထားတဲ့မြန်မာစာစေတနာပုံမြန်မာကလေးကရှောက်နဲ့လျှောက်ဆိုတဲ့အသုံးလုံးကြီးကဒါငကိုတွေကပါထားပြီးသားပေါ့နော်ဒါပေမဲ့တော်တော်များများကအခုနောက်ပိုင်းမှာဆိုရင်ရှောက်ကိုသုံးတဲ့နေရာရဲ့လျှောက်ကိုသုံးတဲ့နေရာတွေမှာဆိုရင်တော့အမှတ်မှားပြီးတော့မှအသုံးနှုန်းသုံးတဲ့နေရာလေးတွေလွဲမှားသွားတာမျိုးတွေရှိပါတယ်ဒါကိုဒီနေ့ဗီဒီယိုလေးကနေပြီးတော့မှကွက်ကွက်ပြသိသွားအောင်လို့ဒီချက်ကပြပြသွားမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ဒီချက်တို့လျှောက်နဲ့ရှောက်ရဲ့အဓိပ္ပာယ်လေးတွေကိုမြန်မာပြည်တန်အတိုင်းလေ့လာကြည့်ရအောင်လျှောက်ကိုနံပိုင်းမှာဆိုရင်တော့လျှောက်ဆိုတာအိမ်မှာဂျိုင်းများတင်ဖို့အတွက်ခေါင်တန်ချင်းချင်းလက်ခံတိုင်ချင်းချင်းအလျားလိုက်ဆက်သွယ်ထားတဲ့တန်းဆိုပြီးတော့မှအဓိပ္ပာယ်ရှိပါတယ်ရှောက်ကတော့ကရိယာနဲ့ကရိယာဝိသေသနာဆိုပြီးတော့မှနှစ်မျိုးရှိပါတယ်ရှောက်ကိုကရိယာပိုင်းမှာဆိုရင်တော့ရွေးရှားသွားလာတာတွေမြင့်မြတ်တဲ့သူကိုယိုသေးစွာပြောတာတွေကိုမိမိရလိုတဲ့ပစ္စည်းတွေအခွင့်အရေးတွေဒါတွေကိုသက်ဆိုင်ရာဌာနမှာတောင်းခံတဲ့အခါတွေမှာသုံးတဲ့အခါတွေမှာဆိုရင်ရှောက်ကိုသုံးတယ်ကရိယာဝိသေသနာအနေနဲ့ဆိုရင်တော့ရှောက်ကိုအနှံ့အပြားဆိုပြီးတော့မှအဓိပ္ပာယ်ရပါတယ်ဆက်လက်ပြီးတော့မှလျှောက်ကိုဘယ်လိုနေရာတွေမှာထပ်ပြီးတော့မှအသုံးပြုလို့ရသေးလဲဆိုတာကိုဒီဆက်ကမြန်မာပြည်အတိုင်းလေးပြပြပေးသွားပါမယ်လျှောက်မှာလျှောက်ဆိုရင်သူ့ရဲ့ဝါဟာရတွေနဲ့ဆိုရင်တော့လျှောက်ပတ်တဲ့သူ့ရဲ့အဓိပ္ပာယ်ကတော့တင့်မြော်ညီညွတ်တယ်လို့အဓိပ္ပာယ်ရတယ်နောက်တစ်ခုအနေနဲ့ကတော့အလိုအလျောက်အခြားပယောဂမပါဘဲဆိုပြီးတော့မှအဓိပ္ပာယ်ရတယ်နောက်တစ်ခုအနေနဲ့ကတော့လျှောက်လျာသဘောအလျောက်အခြေအနေအလျောက်ဖြစ်တယ်လို့ဆိုပြီးတော့မှအဓိပ္ပာယ်ရပါတယ်အခုဖော်ပြထားတဲ့ဝါဟာရလေးတွေကတော့လျှောက်ရဲ့အသုံးနဲ့တွဲသုံးရတဲ့ဝါဟာရလေးတွေပဲဖြစ်ပါတယ်ဒါဆိုရင်ဆက်လက်ပြီးတော့နောက်မှာရှောက်ဆိုတဲ့အသုံးဝါဟာရလေးတွေကိုဒီဆက်ကဝါကျလေးတွေအနေနဲ့ပြောပြသွားပါမယ်ရှောက်ကိုတော့ဖျားပွဲအတွက်ဆရာတော်ကိုရှောက်ပါလမ်းတစ်လျှောက်စေမီးများထွန်းထားတယ်သက်ဆိုင်ရာဌာနသို့ရှောက်လွှာတင်ပါကျမရဲ့အမှုအတွက်ရှေ့နေမှာရှောက်လဲချက်ပေးနေတယ်သူကျမစီလမ်းလျှောက်လာတယ်အခုပြောပြသွားတဲ့ဝါကျစာကြောင်းလေးတွေမှာဆိုရင်တော့ရှောက်ကိုသုံးရမယ့်ဝါကျစာကြောင်းလေးတွေပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့သားတော်သမီးတို့အနေနဲ့ကလျှောက်နဲ့ရှောက်ကိုအသုံးမမဖို့အတွက်ကိုတေချာလေးမှတ်သားသင့်ပါတယ်နောက်တစ်ချက်အနေနဲ့မှတ်သားသင့်မှာဆိုရင်တော့တလျှောက်ပါတလျှောက်ဆိုတာနံပိုင်းမှာဆိုရင်တော့ရှည်လျားတဲ့အစဉ်တန်းပဲဖြစ်ပါတယ်ဝါကျအနေနဲ့ဖွဲ့ကြည့်မယ်ဆိုရင်တော့ကျမဘဝတစ်လျှောက်တွင်ပြောစရာများပေါ်ခဲ့သည်ဟုတ်ပြီဒါဆိုဒီဆက်ကလျှောက်ကိုပြပါမယ်အလျောက်နဲ့အားနဲ့တွဲတဲ့အလျောက်
စောနာကစုတ်ထတဲ့မြန်မာစာရေးစေတနာပုံမြင်မှာဆိုရင်အဖိုးကငါစေတနာအလျောက်စိုက်ပျိုးတဲ့တရသီးတွေကဒါအကျိုးပေးတယ်ဆိုတာကိုပြောထားတယ်အဲ့ဒီမှာအဖိုးကငါစေတနာအလျောက်လို့ရေးထားပါတယ်ဒါဆိုရင်အဲ့အလျောက်ရဲ့အဓိပ္ပာယ်ကတော့လိုက်ရောညီညွတ်တဲ့သဘောကိုပြတဲ့စကားလုံးဖြစ်ပါတယ်ဝါကြအနေနဲ့သုံးမယ်ဆိုရင်တော့တင်စူးစားတဲ့အလျောက်အောင်မြင်မှုများရနေပြီဆိုပြီးတော့မှကျမအနေနဲ့ဝါကြလေးသုံးထားပါတယ်အဲ့တော့တောက်သမီးတို့အနေနဲ့နောက်ထပ်မှတ်ရမယ့်အခါမှာမှားတက်တဲ့အသုံးလေးဆိုရင်တခြားနဲ့အလျောက်ကိုလွဲမှားပြီးတော့မှသုံးတာမျိုးရှိပါတယ်ဒါကြောင့်မို့လို့တီချယ်တို့အနေနဲ့အလွယ်မှတ်ကြမယ်ဆိုရင်တစ်ဆိုရင်ရှောက်အဆိုရင်လျှောက်လို့အလွယ်မှတ်ထားလို့လည်းရပါတယ်ရှင်လျှောက်နဲ့ရှောက်ကအထိပ္ပယ်လည်းမတူဘူးအတန်ထွက်လည်းမတူဘူးဒါကြောင့်မို့လို့တားတို့သမီးတို့အနေနဲ့အမှတ်မမှားစေဖို့အတွက်သတိပြုရမယ်အသုံးမမှားစေဖို့အတွက်လည်းသတိပြုဖို့အတွက်လိုအပ်ပါတယ်ရှင်ဒါကြောင့်ဒီနေ့ဗီဒီယိုလေးကနေပြီးတော့မှဒီချဲကအမှတ်မှားတတ်တဲ့စကားလုံးများအပိုင်းတစ်အနေနဲ့လျှောက်နဲ့ရှောက်ရဲ့အကြောင်းကိုပြောပြသွားတာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာဆိုရင်လည်းမြန်မာစာမှာအရေးကြီးတဲ့အသုံးအနှုန်းလေးတွေမှာအမှတ်မှားတတ်တဲ့စကားလုံးလေးတွေကိုဆက်ပြီးတော့ပြောပြသွားမှာဖြစ်တဲ့အတွက်ဒီချဲရဲ့ Language Dictionary Channel ကနေပြီးတော့မှစောင့်မျှော်ကြည့်ရှုပေးဖို့အတွက်ပြောချင်ပါတယ်။ကြည့်ရှုပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။